ဒီနေရာလေးကတော့နေရာဒေသအသီးသီးကအကြောင်းမျိုးမျိုးကြောင့်မိသားစုပေါင်းစုံကလေးပေါင်းစုံစုပေါင်းရောက်ရှိတဲ့နေရာပေါ့ဘလို့ပဲဖြစ်ဖြစ်ခုလိုចောင်းဖွင့်ရာတရောက်လာပြန်တော့လေကလေးတွေရဲ့ပညာရေးကိုရနာထားလို့မရဘူးလေဆရာမကြီးတို့လည်းလမ်းမီယာဆက်တွေ့အကူကြီးတောင်းရင်သူတို့လေးတွေကိုပြုစုပြိုးထောင်ပေးမယ်ဥယျာဉ်ကိုမျှော်နေတာပေါ့ဆရာရဲ့ဒီလိုအချိန်နေမျိုးမှာမျိုးစေ့လေးနဲ့တူတဲ့သူတို့လေးတွေဖွင့်ဖွင့်ဖြိုးဖြိုးရှင်းသန်ကြီးထွားလာဂေးပြုဆောင်ချဖို့လိုအပ်နေပြီလေညီလေးဟိုမောင်းနေဟန်နိုင်နေရှိနေပြီနော်မရောက်သေးဘူးလားဗျရောက်တော့မယ်ဆရာတိတ်မလို့တော့တဲလေးတွေကအားလုံးရန်တိရန်တိုင်ဖြစ်နေပြီမဲ့လေစာတင်လို့ရမယ့်နေရာတစ်ခုလောက်ရရင်ပဲတော်တော်ကိုအဆင်ပြေနေပါပြီလေကိုင်ခိုင်စာရေးကိရိယာမရှိတင်မုန်းတော်မရှိတဲ့အချိန်ဒီမှာဘယ်ရပဲလို့စမှမတွေ့တဲ့အောင်ပါပဲကလေးတွေကတော့မျောလင်းချက်ကိုစီနဲ့တောက်ပနေတဲ့အကြည့်လေးတွေနဲ့ပညာသင်ဖို့အစဉ်သင်ကိုဖြစ်လို့ဒီမျိုးစေ့လေးတွေကိုပြုစုပြိုးထောင်ပေးဖို့ဥယျာဉ်မှုတည်းအောင်နဲ့ရောက်လာခဲ့ပြီဆိုတော့ရှေ့ဆက်ဖို့စူးစမ်းအထောက်ရမှာပဲအောင်တွေ့လေပန်းတီးမေကိုတွေ့တယ်ဖတ်တီးကပြောတယ်တင်ငယ်ကြီးရေးတယ်ပန်းတီးခူးစားရအောင်ဆိုင်နော်အဲ့မဲ့ဟေးတယ်ကြလာပြီကွာဆိုတော့ဒီမှာတက်စီကောင်းမို့ကြတယ်တိန်ဆိုပြီးဘာကြလာလဲအစိကလေးတွေကိုဒီထက်ပိုကောင်းတင်ညာပေးနိုင်ဖို့ရယ်ကိုယ်တိုင်လေးလေးလာတင်ယူမယ်ဆိုတဲ့အသည့်နဲ့ပိတ်ရက်တွေမှာလိုင်းမိတဲ့အနီးဆုံးမြို့ကိုတွားပြီးတင်ငန်းစာရင်းမြစ်တွေကိုဒေါင်းလို့ဆွဲယူလာခဲ့တယ်။မြို့ကိုတစ်ခါတွားပြီးတိုင်းစဉ်းစားမိတာကဒီလိုပြင်မဲခံစူးစမ်းပေးနေရရင်သူ့လေးတွေအတွက်တကယ်ရောအကျိုးရှိရလားပေါ့။ပြင်မဲလုံးတော့လေအရှုံးပေးရင်လာတယ်ကဲဆရာတန်းစီအခုပဲဆရာတန်းစီရဲ့ကောင်းကြောင်းတွေကိုဒီမှာထိုင်ပြီးပြောနေရတာဆရာတန်းစီရဲ့ဆရာတန်းစီဒီလိုနေရာမျိုးမှာလိုအပ်ချက်တွေနဲ့အခက်အခဲတွေအများကြီးပေါ့ဗျာဒါပေမဲ့ကလေးတွေနဲ့ကျုပ်တို့အားလုံးရဲ့အနာဂတ်အတွက်ဒါတွေကိုကြော်ဖြတ်မှာပဲဗျာအခုဆိုကျုပ်တို့မသိခဲ့တဲ့အသိပညာတွေကိုသူတို့လေးတွေကိုသင်ယူနိုင်ခဲ့တာဆရာတန်းစီရဲ့ကျေးဇူးကြောင့်ပဲလေကျေးဇူးပါဦးဝင်းမျိုးဟုတ်ပါမိဘဆရာပူပေါင်းကလေးပညာရေးကောင်းဆိုတဲ့စာမို့လို့ပေါ့ဟိုကျွန်တော်တို့လူတွေကြိုးစားမှုအသီးပွင့်လေးတွေအမြင့်တွေလာတော့မှာပါဟုတ်ကဲ့ပါဆရာကျုပ်တို့အားလုံးကလည်းပညာရေးအတွက်ဆိုရင်ကျုပ်တို့မှာရှိတဲ့အရာတွေနဲ့တတ်နိုင်တဲ့ဘက်ကကူညီရမှာပေါ့ဗျာဟုတ်ဘူးလားဟုတ်တော့ဟောကူညောဟောဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်အခုဆိုရင်လူကြီးမိဘအကုန်လုံးဟာကလေးတွေကိုစာသင်ဖို့အတွက်လာရောက်ဝိုင်းဝန်းကူညီပေးကြတော့ပိုကောင်းမွန်တဲ့စာသင်ခန်းလေးဖြစ်လာပြီပေါ့ဗျာပညာသင်ကြားပေးတယ်ဆိုတာတကယ်တော့ဥယျာဉ်ထဲမှာမျိုးစေ့လေးတွေကိုကြည့်ရှုစောင့်ရှောက်ပေးရတဲ့ဥယျာဉ်မှုတစ်ယောက်ရဲ့အလုပ်လိုပါပဲဒီနေ့မှာကိုပြိုးခဲ့တဲ့ဥယျာဉ်တွေကပန်းပင်လေးတွေဟာဥရုသုံးပါးတန်းကိုကြံ့ကြံ့ခံနိုင်ပြီးအယောင်သွေးစုံစုံလန်းဆန်းလှပနေမယ်ဆိုတာယုံကြည်ပါတယ်ဆရာမပါပဲလေတပည့်ပေါက်လိုက်နော်ဟုတ်တယ်သမီးအသီးပွင့်လေးတွေကိုဆရာတို့မကြခင်မြင်လာရတော့မယ်